ကိုကလေးရဲ့ခန္ဓာကိုယ်မှာမျက်နှာတွေမှာဒီလိုပုံစံเนาะရေကြည်ဘူးအနီရောင်လေးတွေเนาะရေကြည်ဘူးလေးပေါက်လာတဲ့အခါမှာမိဘတွေကစိုးရင်ကြတယ်ကလေးတွေကိုယ်တိုင်ကလည်းကြောက်ကြရပေါ့เนาะသူ့ကိုမှာဒါတွေပေါက်လာတယ်ဆိုတော့ဒါပါလဲဆိုရင်ရေကြောက်ပါเนาะဒီရေကြောက်ကအရန်ကူဆက်တတ်တယ်အရန်ကူဆက်တတ်ပြီးတော့သူကအရန်ရတယ်เนาะအဲ့မှာဒီရေကြည်ဘူးလေးတွေကအရန်ကိုရတယ်အဲ့တော့ကလေးတွေကမနေနိုင်ဘူးကုတ်ဖက်မိကြတယ်เนาะအဲ့တော့ဒါတွေကိုမစိုးရိမ်မနဲ့အိမ်မှာဘယ်လိုမျိုးတွေပြုစုကူတာလို့ရလဲဆိုတာကိုဒေါက်တာဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်ရေကြောက်ပေါက်ပြီဆိုတာနဲ့အရန်ကူးဆက်တဲ့အတွက်ကြောင့်မလို့အိမ်မှာလေတခြားကိုမှဒီဖြစ်တဲ့ကလေးမှာမောင်နှမတွေရှိလို့ရှိရင်ခွဲထားမှရမယ်เนาะဘာလို့လဲဆိုတော့ तू ကဘယ်လိုကူးရလဲဆိုရင်ဒါတို့ဒီရေကြည်ဘူးလေးတွေကနေထွက်တဲ့အရည်တွေเนาะအဲ့အရည်တွေကိုကင်ပြီးတဲ့အခါမှာကူးတယ်နောက်တစ်ခုကကြတော့ဒီကလေးလေးကနှာစီးလိုက်တယ်ချောင်းဆိုးလိုက်တယ်နှာချီလိုက်တဲ့အခါမှာထွက်လာတဲ့အမုံတွေကနေတစင်ကူးတတ်တယ်အဲ့တော့တခြားကလေးတွေနဲ့ခွဲထားမှရမယ်เนาะပြီးတော့ကလေးတွေကအရန်ရှားတဲ့အခါကျတော့ကုတ်ဖက်မိတတ်တယ်နော်ကုတ်ဖက်မိလို့ရှိရင်အမာရွတ်ကြံလိမ့်မယ်နော်မကုတ်ဖက်ရပါဘူးမကုတ်အောင်လို့ပြောထားမယ်နော်မကုတ်ရင်တော့တာမန်အဖြစ်တော့အမာရွတ်ကြံလိမ့်မရှိဘူးပေါက်တာတော့အများကြီးပေါက်မှာပဲဒီမျက်နှာတွေရောဒီရင်ဘတ်တွေဒီကြောတွေနော်အကုန်လုံးကအများကြီးပေါက်မှာဆိုတော့လေနော်အရန်ရတဲ့အခါမှာဗာလင်းပေးလို့ရလဲဆိုရင် Calamine lotion လေ color dry lotion ပန်းရောင်နှစ်လေးနော်အဲ့ဒါလေးတွေဒီကူလုံးကိုတခြားလင်းပေးလို့ရတယ်မျက်နှာလည်းလင်းလို့ရတယ်ဆိုရင်ကြာမလို့ဘူးနော်မျက်နှာလည်းလင်းပေးလို့ရတယ်ပြီးရင်အရန်ရတဲ့အခါမှာမကုတ်စေပဲနဲ့လေရေခဲရည်တွေကိုဒီအဝတ်လေးတွေစိမ့်ပြီးအဲ့ဒီအဝတ်လေးနဲ့တတရရလေးပုတ်ပုတ်ဆွဲတာမျိုးမဟုတ်ပါနဲ့လေတတရရလေးဖြည့်ပြီးလို့ရတယ်ဒါမှမဟုတ်လေရေခဲကတ်လို့ရတယ်နော်ရတာလေးရော့သွားအောင်လို့နော်အရန်ရတယ်ဆိုလို့ရှိရင်နော် citrin တို့ vermidon တို့အဲ့ဒါလေးတိုက်ပြီးလို့ရတယ်နော်အဲ့လိုရေကြောပေါက်တဲ့ကလေးတွေကအများအပြားအဖျားနဲ့တွေ့တတ်တယ်နော်ဖျားလိုက်မယ်ဖျားတယ်ဆိုလို့ရှိရင်တော့ဒီပါရာစီတမောကိုသူတို့ရဲ့ကို၄ချိန်လိုက်ပေါ့နော်တနေ့ကို၃ချိန်ပြည့်အောင်၄ချိန်ပြည့်အောင်တိုက်ပေးရမယ်နော်တကယ်လို့ကိုကမသိဘူးဆိုလို့ရှိရင်တော့ဆေးရုံဆေးကန်သွားပြီးပြလိုက်တာတော့အကောင်းဆုံးပဲပေါ့နော်ပြီးရင်ဘဲချိန်မှမဖြစ်မနေဆေးရုံဆေးကန်သွားရမလဲဆိုရင်ကလေးကအဖျားဇက်တိုက်ကြီးတောက်လျှောက်ပြီးအရန်ဖျားနေတယ်အစားလည်းမဝင်တော့ဘူးနှိမ့်လာတယ်ဒါမျိုးတွေဆိုလို့ရှိရင်တော့ဆေးရုံဆေးကန်ချက်ချင်းသွားရမယ်နောက်မမေးရမယ့်အချက်ကရေကြောက်ကနောက်ဆက်တွဲနေတယ်ရေတက်ခံချောက်တာတွေအရင်ဖြစ်တဲ့အတွက်ကြောင့်မလို့ရေတက်ကိုတော့ပြေဝနေအောင်ထားမှရမယ်ရေမများတိုက်မယ်ကလေးတွေကိုပြီးရင်အဲ့လက်ဆက်တဲ့အရေရွှမ်းတဲ့အသီးလေးတိုက်လို့ရတယ်နော်အရေကျွေးလို့ရတယ်ပြီးရင်တက်စားတိုက်လို့ရတယ်နော်အရင်မတက်တာဘူးဆိုရင်တော့ဈေးရုံဈေးကန်ကိုအများဆုံးပြရပါမယ်